hello ဒီနေ့မှာတော့ UK တနန်းကနေပြီးတော့တိုင်းနယ်ကြီးကိုတောင်းမဲ့စီစဉ်ဖြစ်ပါတယ်ကားနှစ်စီးနဲ့တော့ပါလာတဲ့နောက်ကားမှာလူကအပြည့်ပါပဲရှေ့ကားမှာတော့လူအများကြီးရှိပါတယ်ရှေ့ကားမှာလူတွေမဆက်လို့အောက်မှာဖြတ်ခင်းမထိုင်ခဲ့ရပါတယ်ဗျခေါင်းမှာချင်းတွေဆူသွားပါတယ်ဂိမ်းတွေဆော့သွားတယ်ပေါ့နော်ဒီတိုင်းနယ်ကြီးရောက်တဲ့အချိန်မှာတိုင်းနယ်ကြီးရဲ့ဆိုင်းမွန်လေးကိုကြွားတဲ့အချိန်မှာတစ်ချက်တစ်စီကြီးကဝင်လာတယ်တစ်စီကိုကြွားလာမှတိုင်းနယ်ကြီးကိုကြွားတာပေါ့နော်ဝင်ပေါက်လည်းတစ်ခုရှိပါတယ်အဲ့ရဆိုင်ပြီးဝင်သွားကြပါပြီပေါ့နော်ကားပေါ်ကနေအားလုံးဆင်းလာပြီးတော့နောက်ကားလူတွေအရင်ဆင်းပါတယ်ဗျပြီးတော့ရှေ့ကားလူတွေထပ်ဆင်းပါမယ်နော်တို့ဆင်းလာတဲ့အချိန်မှာအားလုံးရီးပြီးဆင်းလာတဲ့အပြုံးလေးတွေကအသက်ပေါ့နော်ကြော်ပြီးတယောက်ဆင်းလာပါတယ်ခင်ဗျဆင်းလာပြီးတော့ဟိုဘက်ချက်လို့ဓာတ်ပုံရိုက်ဖို့အတွက်ကိုသွားပြီးတော့စုနေကြပါတယ်ဓာတ်ပုံသွားပြီးတော့ရိုက်ပါမယ်ပေါ့နော်အားလုံးပြောကြကြီးပါဟုတ်ကဲ့အဲ့ချိန်မှာတို့တွေကရှေ့မှာဓာတ်ပုံဆူရိုက်ပါတယ်ခင်ဗျဓာတ်ပုံလေးဆူရိုက်ပြီးတော့တိုင်းတော့ကြွရလေးကိုဝင်သွားပါတယ်အမှလေးတချင်းနေဆိုကြတယ်တော်ကြီးရတွေပြောကြတယ်ပေါ့နော်ချင်းကအရင်ကောင်းစုလက်ချခဲ့ပါတယ်ခင်ဗျသူကြခဲ့လို့တော်တော်အားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ဒါပေမဲ့စုတွေအများကြီးတခြားကြရပြီးတော့တော်တော်လေးတော်တော်စကားတွေပြောကြတယ်အမှန်တကယ်ချိန်မှာတော့အမောင်းမောင်လေးကဘယ်လောက်ဒီပေါက်ကြလဲဆိုတော့ကြည့်လိုက်ပါဟောတောင်းတန်ပေါက်သွားပါပြီပေါ့နော်ဒါပြောစရာကြီးပါပြောလို့တော်တော်လေးစော့ပါတယ်ရှောက်လက်ကြပါတယ်အမောင်းနဲ့ပုံရိုက်ကြပါတယ်ပေါ့နော်တော်တော်ဆောက်ထားတဲ့ဗီဒီယိုတွေကိုလည်းနောက်ဗီဒီယိုတွေမှာဆက်လက်ပြီးတော့တင်ပေးသွားပါမယ်ခင်ဗျာအခုအော်တွေကစီစဉ်တစ်ဖြတ်ဒီမှာခဏနားပါမယ်နော်နောက်တစ်ခါမှပြန်တွေ့ပါမယ် like and follow လေးလုပ်သွားပေးပါဦးခင်ဗျာကျေးဇူးပါ